ကိုငွေတွေတောင်းတန်းကိုလွမ်းတယ်အဘိုးအိုရဲ့တောင်ဝေးမြေမှာလဲလမ်းတွေကသွေးနဲ့ရဲရဲနီနေမင်းကြီးလဲမျက်နှာလွဲလို့စီရဲ့တန်အိုးမီရှင်ကြာကဝိညာဉ်နာတော့အိမ်မက်တွေပြချင်ရမည်ဘယ်မှာလဲငြိမ်းချမ်းတဲ့မြေရှာမရနိုင်တော့ဘူးခက်တဲ့မှာကလေးငယ်ငိုတဲ့အမေကတော့ရင်ဘတ်ကိုထူတယ်ကျောင်းတော်ကစာသင်တန်းတွေတိတ်စေဝါမဲ့တဲ့ညကရှိလေအလုံးသားပြောက်တဲ့မိခင်ရဲ့အော်ဟစ်တန်လေးပြေထဲမှာနာကျင်မှုတွေပဲအဖေမရှိတော့တဲ့အိမ်ကလေးတကား